မြန်မာလေးတယောက်ကသူလုပ်ငန်းခွင်ထဲမှာပေါ့နော်ဒီသူ့ရဲ့သဘောဆန္ဒမပါဘဲနဲ့စနောက်ခံရတယ်ဘလို့စနောက်ခံရလဲဆိုလိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ခါနဲ့စနောက်တာတဲ့ဒီဂျပန်နိုင်ငံမှာရှိတဲ့ကုမ္ပဏီတော်တော်များများမှာလေဒီလောက်ခွေအနှောက်ရှက်ပေါ့နော်မြန်မာလိုပြောမယ်ဆိုလောက်ခွေအနှောက်ရှက်တွေကိုသူအတင်းကျပ်တကယ်အဲ့ဒါနဲ့ပတ်သက်ပြီးမှသူတင်းကျပ်ပါတယ်ဘာလို့ဆိုနိုင်ငံခြားသားဆိုပို့တော်ဆိုသေးတယ်သူတို့ပြဿနာတက်မှာဆိုလို့လေပြဿနာလည်းအဖြစ်မခံဘူးတေချာလေးကိုဂယုဆိုင်ပြီးတော့မှသူတို့တင်းကျပ်တယ်ပေါ့နော်စီကန်းနေပါရဲ့ဘယ်လိုမျိုးဖြစ်လဲဆိုလို့ရှိရင်အဲ့လိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီဟာတာအနေနဲ့ပြောတာပြီးတော့အဲ့ဒီအကြောင်းအရာကိုထပ်ခါတလဲလဲပြောတာပြီးတော့ကိုတိလက်ရောက်လောက်တာပြီးလို့ရှိရင်ကိုကသဘောမကျဘဲနဲ့ကိုကိုထပ်ခါတလဲလဲချီရေးဆိုတာပေါ့နော်ပြီးတော့ကိုဆန္ဒမပါဘဲနဲ့အပြင်ထွက်မလားချိန်တာဘာညာတွေလို့လို့ရှိရင်အဲ့ဒါတွေကကိုကသဘောမကျတာကိုအတွက်စိတ်နှောက်ယှက်ရမ်းဖြစ်နေရဆိုလို့ရှိရင်ဒါလုပ်ငန်းခွင်နှောက်ယှက်ဖြစ်တယ်ပေါ့နော်အဲ့တော့အထက်လူကြီးကိုတိုင်လို့ရတယ်ဒါမကျေနဲ့အဲ့ဒီလူကဘယ်လိုပြစ်မှုတွေဖြစ်မလဲဆိုလို့ရှိရင်တတိပေးခြင်းခံရမယ်အလုံးမရနာခြင်းခံရမယ်ပြီးလို့ရှိရင်နောက်ပိုင်းအရန်ကိုဆိုးရွားလာလို့ရှိရင်ရဲလက်တဲ့အဲ့လိုရတယ်ပေါ့နော်တကယ်လို့နောက်တစ်ခုရှိသေးရဲ့နော်အဲ့တခုမှမဟုတ်ဘူးတချို့လုပ်ငန်းခွင်တွေမှာကွာဂျပန်လူမျိုးတွေပဲကိုဝင်ဆောင်တာများရတယ်နော်နိုင်ငံသားတွေကိုဝင်ဆောင်တာနေတယ်ရှိလာလို့ရှိရင်တကယ်လို့ကိုဝင်ဆောင်လုပ်ငန်းခွင်တွေမှာကိုဝင်ဆောင်တဲ့အခါမှာသူတို့တွေကဟိုဘယ်လိုမျိုးလုပ်လဲဆိုလို့ရှိရင်ကိုဝင်ရှိသွားပြီအဲကြောင့်မလို့နင်ကိုဝင်ရှိသွားပြီဆိုလို့ရှိရင်တရားဥပဒေနဲ့စားထိုးမှာလို့ပြီးရင်ခလေးပြုစုဖို့ပေါ့နော်ခွင့်ယူမယ်ဆိုရာဥတိုးဖို့မမျောလင်းနဲ့တို့နောက်ပြီးတော့ရှေ့ဆက်ပြီးလုပ်ဖို့လည်းမစင်စားနဲ့အဲ့လိုမျိုးပြောတာမျိုးလို့နင့်ကြောင့်လုပ်တွေပိုများတယ်အဲ့လိုမျိုးပြောလာလို့ရှိရင်အဲ့ဒါကခလေးပြုစုဆက်ရှောက်မှုဆိုင်ရာအနှောက်အယှက်နဲ့ညှိတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာခဲ့ရင်လည်းတိုင်လို့ရတယ်ပြီးတော့နောက်ကြတော့ဂျပန်လုံးထည့်မပြောချင်လို့မြန်မာလိုပဲယာတုအာနာအသုံးချပြီးအနိုင်ကျင့်တာပေါ့ဥပမာကကိုနဲ့သူနဲ့စကားပြောနေနေမှာကိုပစ္စည်းနဲ့ပြစ်ပေါက်တာလို့ကိုရိုက်နှက်တာလို့ပြီးတော့အတန်ကြဲကြဲနဲ့အော်တာလို့ဆူတာလို့ပြီးရင်နှုတ်ဆက်တာလှလှရွှေအဲ့အဆဆပေါ့နော်အဲ့လိုမျိုးတွေကိုမလုံးနိုင်တဲ့အရာတခုကိုတယောက်တည်းနဲ့လှုပ်လို့မရတဲ့အရာကိုဖိအားပေးပြီးခိုင်းတာတော့ပြီးတော့တချို့ကြာရှိရလေနော်စားတော့ဆိုင်နေပါညာတွေမှာလေအလုံးမပေးဘဲနဲ့ဒီလူကိုအချိန်ဖြုံးခိုင်းတာသူ့နေပါလောက်လိုက်တယ်ပါလောက်လိုက်ဆိုတော့ညွှန်ကြားချက်မပါဘဲနဲ့ကွာအဲ့လိုမျိုးထားလိုက်တော့ပြီးလို့ရှိရင်သူ့ကိုမှဘယ်လိုပြောမလဲတစ်ဖက်ကလူရဲ့အမားနဲ့ကို့အမားပြောင်းလောက်တာပေါ့နော်ပြီးတော့လူတွေအများရှိမှအဆက်ခွဲတယ်အဲ့ဒါကလည်းတိုင်လို့ရပါတယ်အဲ့ဒါကခုနပြောတဲ့ယာရုအနာသုံးချပြီးအနိုင်ကျင့်တာပေါ့နော်မြန်မာလိုပြောမယ်ဆိုအဲ့ဒါနဲ့တိုင်လို့ရတယ်နောက်တစ်ခုကကြတော့ဒီခုနပြောသလိုပေါ့နောက်တစ်ခုရှိသေးရဲ့နောက်တစ်ခုကပါလဲဆိုရင်ကို့အဲ့လိုမျိုးတိုက်ရိုက်ကြီးမဟုတ်ဘဲနဲ့လှုပ်နေတဲ့အလူချင်းချင်းကနေပြီးတော့မှဘယ်လိုလုပ်လဲဆိုရင်စကားနဲ့ကိုယ်နာကျင်စေတာအဆက်ခွဲတာပြီးရင်ဖိအားပေးတာလှစ်လို့ရှူတာပြီးတော့မလိုအပ်တဲ့အပြုမှုတွေနဲ့ကိုယ့်ဘုံမှာစိတ်တကြအောင်လုပ်တာတွေဘာညာတွေအဲ့ဒါတွေကအထက်လူကြီးနဲ့တိုင်ပင်လို့ရတယ်သိလားတကယ်စိတ်အထက်လူကြီးကလောက်တာမဟုတ်ဘဲနဲ့ကိုယ်နဲ့လုပ်ငန်းတူတမာဒါမှကိုယ့်အထက်ကလူကနေစီနီယာဂျူနီယာပေါ့နော်ကိုယ့်အထက်ကလူကအဲ့လိုလုပ်တယ်ဆိုလို့ရှိရင်တိုင်လို့ရတယ်သိလားအရင်အချိန်နေဆိုပါတယ်ကိုကစိတ်ခံစားချက်တွေမလုံးကြုံတော့ပါဘူးကိုယ့်ရဲ့စိတ်ချိန်တွေအတွက်အနှောက်အယှက်ဖြစ်လာပါပြီဆိုလို့ရှိရင်အဲ့ဒါတွေကတိုင်လို့ရတယ်ညီမလေးသိလားဒါဒီဟာနဲ့ပတ်သက်ပြီးအမှားပြတာဟိုအဲ့ဒီအချိန်နေဒီမှာမဟုတ်ဘူးဆိုလို့ရှိရင်စိတ်ုံစိတ်ခံသွားတာတွေတို့ကိုကစိတ်ကမလုံးကြုံဘူးကိုစိတ်ခံစားချက်ကမကောင်းတော့ဘူးဘာညာဆိုပြီးတော့မှရှင်းပြောအမှုချဲ့လို့ရတယ်ကွာပြောချင်တာချဲ့လို့ရတယ်အခုညီမလေးကမကြိုက်ဘူးဆိုလို့ရှိရင်သူ့ကိုတိုက်ရိုက်ပြောသူပြောတာမှလက်သင့်မခံဘူးဆိုလို့ရှိရင်ကိုထက်လူကြီးကိုပြောအထက်လူကြီးကပြောလာလို့ရှိရင်လည်းမန်နေဂျာနဲ့ဘာနဲ့ပြောပေါ့နော်အဲ့ဒါပြောပြီးတော့မှဖြည့်ရှင်းလို့ရတယ်ညီမလေးနော်ကိုမကြိုက်ရင်ညင်းလို့ရပါတယ်ညင်းတဲ့ပုံမှာကိုကညင်းအထက်လူကြီးကကိုအဲ့လိုမျိုးပြောလာလို့ကိုကညင်းလိုက်လို့သူကခုနဟိုညင်းတဲ့ပုံမှာကိုကအမြင်ကပ်ပြီးတော့မှငါ့ကိုလက်မခံရကောင်းလားဆိုပြီးတော့မှအဲ့လိုမျိုးလုပ်လိုက်ခုနအမပြောတဲ့အချက်တွေနဲ့ညှိလားမညှိလားကြည့်လို့ရှိရင်ညှိတယ်ဆိုလို့ရှိရင်တိုင်လိုက်နော်